ဒါစငီးကြီးကစားနေနေလေးလိုလို့ပေါ့နော်ပြီးရင်နန်းပေးလဲအုပ်လိုက်မယ်နော်အားလုံးပဲမင်္ဂလာပါရှင်တနော်သူ food vlog ကနေမှကြိုဆိုပါရစေဒီနေ့ကတော့အပါနဲ့တူတူပေါ့နော်ညနေစာကိုငရက်ပေါ့နော်ငရက်ချင်ဆက်ဟင်းလေးနဲ့ပြီးရင်မှုကစွန်းလေးနဲ့ပေါ့နော်ပြီးငံပြာရီချက်လေးနဲ့ထမင်းစားကြမှာဖြစ်ပါတယ်ရှင်ငံပြာရီချက်တော့စားကောင်းဒါငရက်ပေါ့နော်ပြီးလို့ရှိရင်ငရက်အဆက်ချက်မယ်ပေါ့နော်စီပြန်တစ်ခွက်နဲ့နည်းနည်းခွဲပြီးတော့ကြော်ထားမယ်ပေါ့နော်တာဖာနှစ်ယောက်ပဲရှိရဆိုတော့အများကြီးလည်းမကုန်ဘူးဆိုတော့လေဒီစီတက်မှာပေါ့နော်ဒါသူ့ရဲ့ဥပါထည့်ပြီးတော့ချက်ထားပါနော်ဟုတ်ပါဘူးသူ့ရဲ့ဥပါထည့်ပြီးချက်ထားပါနော်ခုနငါးထည့်လိုက်တဲ့အချိန်တွလောင်းလောင်းမြင်လိုက်တာအဲ့ဒါငရက်ဥပါနော်တော်ကြနေကြောက်နေမှာဆိုလို့တခြားထည့်ပြီးတော့ပြီးတော့ရေလေးနည်းနည်းထည့်မယ်နော်ရေနည်းနည်းလေးခမ်းမှထည့်ပြီးတော့အများကြီးထည့်မှာပေါ့နော်ပြီးတော့ရေထည့်လိုက်တော့မယ်နော်ထားပြီးတော့မကြီးမဲ့ရေလေးထည့်ပါမယ်ရှင်ဆိုရှင်အသားလေးကတက်တောက်ကလေးနဲ့ပေါ့နော်ဒါစငီးကြီးကစားနေနေလေးလိုလို့ပေါ့နော်စားမုတ်လေးနည်းနည်းဒါငရက်ဥလေးပါထည့်ချက်ထားပါတော့မနေ့ကအင်းဝိုင်းသွားတော့အင်းဝိုင်းမှာငါပက်နေရနဲ့ကျမတို့တခါတည်းအဲ့ကနေပြီးတော့ယူလာပါတော့ဒါလက်လက်ဆက်ဆက်ငရက်ပေါ့နော်ပြီးရင်နန်းပေးလဲအုပ်လိုက်မယ်နော်အဲ့ဒါဆိုရှင်ကြည့်ပြီးဆိုချလိုက်ရမယ်နော်ပြီးငံပြားချက်ပါမယ်ရှင်ဒါပစုံချောင်းငံပြားချက်မှာပေါ့နော်ပစုံချောင်းတော့တိတိလေးပဲရှိလို့လောလောဆယ်တိတိလေးနဲ့ပဲချက်စားတာပေါ့နော်ငရုတ်ဒီမညက်တညက်ထောင်းထားတဲ့အမုတ်လေးပေါ့နော်ပြီးတော့ငံပြားထည့်လိုက်မယ်နော်ငံပြားချက်ဆိုတော့အချိုမုတ်ပဲထည့်မှာပေါ့နော်အခုကကျွန်မညနေစာစားဖို့အတွက်ပေါ့နော်အခုနေ့လည်းချက်နေတော့နည်းနည်းပွင့်နေအဲဒါလေးကိုကြက်သွန်လေးတွေပစုံချောက်လေးအချိုကြီးထွက်လာပြီဆိုရှင်ချတော့မှာပေါ့နော်ရှင်းလုံး一见没白下好么的是了，别我来说，别逗me喏。别逗嘛，说了，前面你不要呢。ရှင်းလုံးလေးပြတော့မှဆိုလို့တဲ့အချက်မြန်ပြောနေရတော့မကင်နဲ့အဲ့ဒါဆိုလို့ရှိရင်ကြိတ်ဘောနော်ချတော့မယ်နော်ပြီးရင်တော့ကျမအရင်ကြိုက်တဲ့မိုးကစုံလေးကြော်စားမှဖြစ်ပါရဲ့ရှင်တာမုတ်ဘောနော်စားနေနဲ့ထက်လာဒါဆိုရှင်ကြိတ်ဘောနော်မိုးကစုံမွေးလေးပဲစီလေးနဲ့ကြော်တာတော့အနက်လေးမွေးနေမယ်
那你听没啥着嘛？说着古白某个种不来叫来可能。阿爸考家的时候考把太平了呢。哎，那完了。拜拜。大家宝哥没有啊，大家宝。第二两站那个，啥叫了？ဒါကမှချက်လာငပြိုင်ကျဲပါနော်ဒီမိုလဲတောင်ဖို့မလို့ဒါနင်းတို့ပပမိုးလေပါလားOh my god. Ini saya jual selalu kamu kan.
ကဲကျွန်မသားဖိုင်လည်းအရင်စားလို့ကောင်းတယ်ပေါ့နော်ကျွန်မရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်ကျွန်မရဲ့ page လေးကို follow လုပ်သွားပေးပါနော်ဗီဒီယိုလေးကိုအဆုံးထိရှုပ်ပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲ agent နဲ့နေ့ရက်လေးတွေကိုအမြဲတမ်းပန်ဆင်နေကြပါစေလို့ဆုတောင်းပေးနေနောက်ထပ်ဗီဒီယိုအသစ်လေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးတက်တာပါရှင် ဒါပြု